မန်လေးကနေမိနစ်20ပဲကားစီးရင်ရောက်တဲ့ပန်းဥယျာဉ်လေးကိုအားလုံးသိပြီးကြပြီလားဒီပန်းဥယျာဉ်လေးကတော့မန္တလေးမြို့ကနေပြီးတော့ကားစီးရင်မိနစ်20ပဲကြာမယ်တောင်မြုံနာကရွှေရည်ပန်းဥယျာဉ်လေးပဲဖြစ်ပါတယ်ဒီမှာကပန်းနေမှာလုံးဝအများကြီးပဲရှိတယ်ဒါကိုမှအတန်တို့ဝင်ကြီးဆိုရင်လည်း2000ပဲပေးရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အရန်တန်ပါတယ်ဒီဥယျာဉ်လေးဟာဆိုရင်တငယ်ချင်းတွေနဲ့ picnic ထွက်မယ်ဆိုရင်လည်း picnic ထွက်ဖို့ကောင်းနေပေါ့နော်နေရာလေးလည်းဖြစ်ပါတယ်အဲ့ဒါတို့ family ဆိုရင်လည်းပေါ့နော်ကိုယ့်အိမ်ကနေပြီးတော့ဖြာတွေယူသွားတယ်ဒါပေမဲ့အတန်တစ်ခုအားလုံးကို suggest လုပ်ချင်တာကြတော့ဒီဥယျာဉ်ကိုသွားရမယ်ဆိုရင်တော့ကိုယ့်အိမ်ကနေပြီးတော့အစားအသောက်တွေကိုချိုးပြီးယူခဲ့ဖို့ပြောချင်ပါတယ်အဲ့ဒါတို့ဆိုရင်ဒီအစားအသောက်တွေမပါခဲ့တော့ပေါ့နော်ဟိုမှာဆိုရင်ဝယ်စားရတယ်ဝယ်စားဖို့အားကြောင့်လည်းတော်တော်လေးစောင့်ရတယ်ပေါ့နော်အဲ့ကြတော့အဆင်မပြေဘူးဒါကြောင့်မလို့ကိုယ့်အိမ်ကနေကိုပဲကိုယ့်စီစဉ်နဲ့ကိုလာဖို့ပြောချင်ပါတယ်ဒီဥယျာဉ်လေးကလွန်ခဲ့တဲ့နှစ်တီကလည်း trend ဖြစ်နေတဲ့တင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတော့ခုမှရောက်ဖူးတာဆိုတော့ခုမှပဲ vlog တင်လို့ရပါတယ်အရင်နေ့တွေကတော့ကြားတော့ကြားပွေဒါပေမဲ့မရောက်ဖြစ်တာပေါ့နော်ခုမှပဲရောက်ဖြစ်ပါတယ်အားလုံးလည်းမရောက်ဖူးသေးဘူးဆိုရင်ဒီဥယျာဉ်လေးကိုသွားကြည့်ဖို့အားလုံးကို recommend ပေးပါတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲ see you guys in the next video everyone bye bye